အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆက်ပြပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးက luxury SUV လုံးဝ luxury SUV လို့ပြောလို့ရတယ် luxury SUV vibe ကိုအပြည့်ရမယ် gentleman လို့လည်းရမယ်လုံးဝ face lift ကြည့်လိုက်တာနဲ့ဘောစီရစီးရဲ့ကားပဲလို့ပြောလို့ရတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ်ဘာကားလေးလဲဆိုတော့ Range Rover Velar လေးပါ Range Rover Velar ကျွန်တော် model အပြင်2018ပါ engine power အပြင် 2.0 turbo နဲ့ပါဒီကောင်ကကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ grade မျိုးမျိုးရှိရပါတော့ဒီကောင်ရဲ့ grade တွေကဘာလဲဆိုတော့ကျွန်တော် S ရှိတယ် SC ရှိတယ် HSC ရှိတယ်ပြီးတော့ first edition ဆိုပြီးတော့ရှိတယ်၄မျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့လက်ထဲမှာရှိတဲ့ကောင်လေးကတော့ P250 HSC လေးပါဓာတ်ဆီကားပါဒီကောင်ကဒီဇယ်လဲလာပါတယ်ဒီဇယ်ကတော့ဈေးရော်တယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့ဓာတ်ဆီကတော့ပို့ပြီးတော့လူကြိုက်များတယ်ပေါ့နော်ဒီကောင်က P250 HSC ကိုမှ R dynamic နဲ့ပါကျွန်တော်တို့ဘာကွာဝါလဲဆိုရင်ကျွန်တော်အနောက်ခုံမော်တာပါတွေကွာဝါမယ်ပြီးတော့အရှိ face lift တွေကွာဝါမယ်ကျွန်တော်ဒီကောင်က sport black luxury ဟိုရုပ်ကိုလုံးဝအပြည့်ရသေးတယ်အဲ့လိုရုပ်မျိုးနဲ့လာတယ်အရှိမီးလုံးတွေဆိုလည်းမီးလုံးဒီဇိုင်းနေတာအတူတူပဲကျွန်တော်တို့ဘယ်လိုပြောမလဲဒီကောင်တွေကမီးလုံးဒီဇိုင်း Range Rover တွေအကုန်လုံးလာလိုက်ရင်ဒါမျိုးတွေကြီးပဲဒါမျိုးဒီဇိုင်းတွေကြီးပဲတော်တော်လေးလည်းလာတယ်မီးသီးရေဖြန်းတဲ့ဟာတွေပါလာမယ်ပြီးရင်ကာလာဆက်ထားလေးလည်းမိုက်တယ်သူကရွှေရောင်လေးနဲ့အဖြူလေးနဲ့ဆက်ထားတာသူ့ရဲ့ဒီဇိုင်းပေါ့နော်ဒါလေးကတော့ဒီဇိုင်းပါအဲ့လေးရှိမယ်ကဲဒီကောင်ရဲ့အကြမ်းမြင်လေးပြောပြီးတော့ဒီကောင်ရဲ့အသေးစိတ်လေးပြောပြမယ်အသေးစိတ်ကဘယ်လိုလဲဆိုတော့ဒီကောင်က Range Rover ကျွန်တော်တို့ Velar ကဟို Evoque ထက်တော့ကြီးတယ် Sport ထက်တော့သေးတယ် Evoque ကကျွန်တော်တို့ဒီထက် size သေးတယ်ဟိုနည်းနည်းလေးတေးပေါ့တေးချစ်လေးပေါ့နော်အဲ့လိုဟာမျိုးဆို Evoque ပေါ့ Evoque ထက်ကြီးတယ်ဒီကောင်က Velar Sport ထက်ကြတော့လေသေးွားပြန်အောင်ဒီကောင်ကဂျား size ပေါ့နော်ပြောရမယ်ဆိုဂျား size ဒီကောင်က2019ကလေးကပြီးတော့စတင်ထွက်လာတယ်အခု2025ထိဆက်ထွက်တော့မယ် Velar ဆက်ထွက်တော့မယ် generation နေတော့တစ်ခုပဲရှိတယ်ဟို2021မှာတော့ရုပ်တွေပါချိန်ဝါးပြီပေါ့နော်ဟိုအရှိ gray တွေပါချိန်ဝါးတယ်အဲ့လေးတော့ရှိတယ်ကျန်တဲ့ဟို 3.2 ရဲ့လို့တော့မရှိဘူးဒီကောင်ရဲ့ engine power လည်းကျွန်တော်တို့လာတာတွေက 2.0 နဲ့လာတယ် P300 ဆိုရင်ကျွန်တော်တို့ 2.0 ကိုမှတာဘိုမှသူကအောက်ပို့ပုံများသွားပြီးတော့ horsepower ပိုကျန်းသွားတယ်ကျွန်တော်ဘယ်လောက်ထိရလဲဆို290လောက်ထိထွက်တယ်ဒီကောင်ရဲ့ horsepower ကတော့ကျွန်တော်250ဝန်းကျင်ထွက်တယ်0 to 100ကို 7.1 second လောက်ပဲကြာတယ်ဟိုပြောရမယ်ဆိုသူ size ကြီးနေတော့မစိုးဘူးပေါ့ဗျာမြန်နေတဲ့မှာတော့ပါတယ်အရင်နေတဲ့ထဲမှာတော့မရှိဘူး engine power လည်း 2.0 နဲ့ပဲဆိုတော့စီစားလည်းအရင်တက်တာတယ်ဟိုမျိုးရင်းဆိုရင်ကျွန်တော်တို့ကီလိုအနေနဲ့7ကီလိုကနေပြီးတော့8ကီလိုလောက်ထိရမယ်မျိုးပြင်ဆိုရင်တော့ကျွန်တော်တို့30ကနေပြီးတော့73လောက်အဲ့လောက်ဝန်းကျင်တော့ရတယ်ပေါ့နော်စီစားလုံးလည်းအလဲလက်ပဲအရင်စားရတယ်မှလည်းမပါဘူးဟိုစီစားအရင်တက်တာတယ်မှလည်းမပါဘူးပေါ့ဗျာပြောမယ်ဆိုတော့အလဲလက်ပဲဟိုနင်းလောက်တော့စီကတော့စားမှာပဲလေတာဘပွင့်တော့ကတော့စားလိမ့်မယ်အားလေးတော့ရှိမယ်ကျွန်တော်တို့ပြီးသွားရင်ဒီကောင်ရဲ့ဟို P250 HSC ဖြစ်တဲ့အတွက်အထဲမှာဘာတွေပြောင်းသွားလဲဆိုတာကျွန်တော်လိုက်ပြပေးမယ်ကျွန်တော်တို့တူလိုက်ကြည့်လိုက်ပါဦးဒီကောင်ကဟိုကျွန်တော်တို့ flagship draw handle ဖြစ်သွားပြီကျွန်တော် lock ဖွင့်မယ်ဆိုရင်တစ်ချက်ပဲဖွင့်ရင်ကျွန်တော် driver တစ်ဖက်ပဲပွင့်မယ်ကျွန်တော်နှစ်ချက်ဖွင့်မယ်ဆိုရင်အနောက်က passenger တွေပါဖွင့်ပေးပါတယ်မဟုတ်ရင်တော့သူကအပိတ်ထားပေးတာအဲ့ဒါလေးတော့ရှိမယ်ဒီကောင်ကပြီးတော့ဟိုဘာလုံးလဲဆိုကျွန်တော် UK လုံးပါဒီကောင်က UK လုံးလေးပါဒီကောင်ရဲ့ထုတ်တာပေါ့နော် UK ကထုတ်တာပေါ့အဲ့လေးရှိမယ်အတွင်းကန်းဆိုလဲလုံးဝ luxury vibe ကိုအပြည့်ရမယ်ကာလာအစအုံးဝင်အောင်နဲ့လုံးဝ luxury ပြောရ luxury အောင်လို့ပြောလို့ရတယ်ဒါတွေကကျွန်တော်တို့ယူရိုကားတွေမှာပဲလာတဲ့အကြောင်းမျိုးပေါ့ China ကားတွေမှာဒီလိုရောင်မသိပ်ပြီးတော့မတွေ့ရဘူးကဲကျွန်တော်တို့အထက်ကလိုက်ကြည့်လိုက်ပါဒီကောင်ကကျန်တာရင်မပြောခင်ကျွန်တော်ဒီမှာ R dynamic လို့ဘာလို့ပြောလဲဆိုရင်ဒီမှာကျွန်တော်ရဲ့တိုင်ခွက်မှာဆိုရင် R dynamic ဆိုပြီးတော့ပေါ်နေမယ်ဒီကောင်ကကျွန်တော်ပြီးရင် sunroof လည်းပါပါတယ် sunroof ပါမယ်အဓိကဒီနေရာပေါ့ဒီကျွန်တော်တို့ Range Rover တွေမှာကမိုက်တာကဒီညာစနိုးလိုက်မှာဂီယာတန်းထွက်တာဒီမှာကျွန်တော်ပြမယ်စနိုးလိုက်ပြီဆိုတာနဲ့ဂီယာတန်းလေးကထွက်လာတယ်အဲ့လိုလေးရှိပါတယ်အတန်အနေနဲ့လည်းကျွန်တော်တို့ Meridian sound system ကိုသုံးထားတယ် speaker အနေနဲ့17လုံးကနေပြီးတော့ကျွန်တော်တို့14လုံးအဲ့လောက်ဝန်းကျင်ဒီပါတယ် speaker လည်းအရေးအတွက်အရင်များတယ်ဒီမှာပါပါတယ်ပြီးတော့ CRI မှာဆိုရင်လည်းတခြားကားတွေနဲ့မတူတာကကျွန်တော်တို့ CRI control တွေပေါ့နော် CRI control တွေဆိုရင်ဒီမှာကြည့်လိုက်အတန်တိုးချောဆိုရင်ကျွန်တော်တို့ခလုံးနေပဲဒါပေမဲ့ဟိုမိုက်တယ်ပေါ့ဗျာသုံးရတာဘယ်လိုပြောရမလဲ luxury vibe လုံးဝအပြည့်ရတယ်ကျန်တဲ့ကားတွေနဲ့မတူတော့ဘူးကျန်တဲ့ကားတွေကခလုတ်တွေကိုမှသုံးထားတာဒီကောင်ကကျတော့ဒါမျိုးလေးကိုမှ pedestrian နဲ့လုံးဝတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပြီးရင် TV ဆိုရင်လည်းဒါထွက်လာတာပေါ့နော်ကျွန်တော်ဆက်နိုးလိုက်လို့ထွက်လာတာဆက်တက်လိုက်ရင်ကျွန်တော်ဒီ TV ကဒီအနောက်ထဲကိုပြန်ဝင်သွားမှာအဲ့လေးရှိရယ်သူကကျတော့ infotainment TV ကနှလုံးလာတာနှလုံးပေါ့နော်ပြောမယ်ဆိုနှလုံးဒီကောင်က aircon မှာဆိုရင်လည်းကျွန်တော်တို့ဒီဟာက aircon အခုမှ aircon ဖွင့်တာ aircon လည်းအေးတယ်လုံးဝဘာ error မှမရှိဘူးစီးတွေဆိုရင်လည်းဒီကောင်ကဟိုကပါတယ် massage ပါတယ်ကျွန်တော်တို့ဒီမှာဆိုစီး massage ပါတယ်
သူများကတခြားကိုင်းနေတော့မတူဘူးပေါ့နော်ယူရိုရဲ့စီမာဆက်ကတော့တစ်မျိုးလေးဗျသူပါတာလေးကဒီမှာ up ပြန် down ရဲ့ shoulder ရဲ့ lumbar ရဲ့သူ့ရဲ့အဓိကနေရာလေးပေါ့နော်အဲ့ဒါတော့ driver နဲ့ passenger နှစ်ခုံပဲပါပါတယ်ကျွန်တော်တို့အနောက်ခုံနေတော့မပါဘူးအဲ့ဒါလေးတော့ရှိမယ် aircon အနေနဲ့လည်း adjust ကကိုယ့်ဘက်ဒီဘက်ကြိုက်တာလုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့အခုမှစီမာဆက်ဖွင့်တာပေါ့နော်ဒါအဲ့လိုမျိုးစီမာဆက်ဆိုတော့ तू က9စင်းတိရှိရပေါ့အဲ့လိုတော့ပြောလို့ရတယ်ဒီမှာဆိုလည်း9စင်းတိရှိတယ်အဲ့လိုလေးတော့ရှိတယ်တခြားကားရင်လည်းမတူတော့ဘူးဗျာဒါမျိုးကဘယ်ကားနဲ့သွားတူလဲဆို China မှာဆိုရင် Beijing X7 လိုမျိုးပေါ့ဒါပေမဲ့ Beijing X7 နဲ့စီနဲ့ရေးပါပဲဘာမှမဆိုင်ပါဘူး Beijing က Beijing Land Rover ပြီးသွားရင်လုံးဝမိုက်တာအဲ့ဒါလေးလဲကျွန်တော်သဘောကျလေးပေါ့နော်ဒါလေးဆိုလည်းမိုက်တယ်ပွင့်သွားပေါ့ထားကြပြီးသွားရင်ဒီမှာတော့ secret radar ဟိုဟာလေးပါမယ် secret radar ပေါက်ပါမယ်ဒီကောင်လေးဆိုလည်းဖွင့်ရလေးတယ်ကျွန်တော်တို့ဟိုတခြားကားလိုပေါ့လေးမဟုတ်ဘူး weight ပါတယ်စီစီပိုင်းလေးပဲအဓိကတော့ infotainment ပေါ့ infotainment TV မှာဆိုရင်ကျွန်တော်ကလိစရာတွေကများတယ်သူ့အနေနဲ့သူတော့ရှိတယ်ဗျဒီဘက်မှာဆိုကင်မရာဆိုလည်း360ကင်မရာပါလာတယ်ဒီကောင်360ကင်မရာပေါ့နော်ဒီကောင်ဥစ္စာကကျွန်တော်တို့မောင်းနေတော့ပို့ပြီးတော့အလုပ်ဖြစ်တယ်လောစရာကြည့်ရတာဆိုဘေးဘက်ဟိုနည်းနည်းမောင်းနေတော့ကြည့်ရတော့အဆင်ပြေမှာမဟုတ်ဘူးဗျဒါဆိုလည်းဘယ်ညာပေါ့ဗျာ360 round ဆိုရင်တော့ဒီကောင်ပေါ့ဒါတော့အပေါ်စီကနေရိုက်ပတ်ထားရတာပေါ့နော်နောက်ထပ်ပါရှိအောင်လဲဒီကတော့ voice of command တွေပါလာမယ် ambient light တွေပါမယ် ambient light ဆိုလည်းကြိုက်တဲ့ရောင်ထားလို့ရတယ်ညဘက်မှတိတာပေါ့နော်ဒီကောင်ကကျွန်တော်အခုဒီချိန်ကျတော့တိတ်ပြီးတော့မတိတာ ambient light က on off ဟိုမှာဟိုအရောင်ကာလာကိုကြိုက်သလိုချိန်ထားလို့ရတယ်ပေါ့နော်ဒါလေးရှိပါမယ်နောက်ထပ်ပါရှိအောင်လဲဆိုရင်ကျွန်တော်တို့ဒါတွေကတော့ 4x4 ပေါ့နော်ကျွန်တော်တို့ 4w ဘိုင်းဟိုပေါ့ဒီကောင်က 4w လဲပါတယ် 2.0 မှာ 4w လဲသုံးလို့ရတယ်ပေါ့နော်တောင်ပေါ်ပဲသုံးမလားကျွန်တော်တို့မြေပြန့်ပဲသုံးမလားလုံးဝမိုက်တယ် private move အနေနဲ့လည်း share ပဲဒါဆိုကားရဲ့တရားပေါ့သူ့ရဲ့ eco ဒါဆို eco move ဒါကတော့ dynamic program slash ဆိုပြီးတော့ပါတယ်ဒါလေးတော့ရှိပါမယ်ဒါ snow ပေါ့ဒီကောင် map ဒီကောင်ဆန့်ပါဗျအဲ့လေးရှိပါမယ်ဒီကောင်ကတော့ဆန့်ရတော့သူက heat ဆန့်ပိတ်ပလိုက်တယ်အဲ့လိုလေးတော့ရှိမှာ eco ပဲထားကောင်းပါ eco ကတော့စီစားတက်တာပေါ့နော်ပြီးသွားရင် panoramic sunroof ပါမယ်ဒါ sunshade ကျွန်တော် sunshade ကတော့ sunshade ဖွင့်လို့ရတယ်ပြီးသွားရင် sunroof ဆိုရင်လည်းလုံးဝဟို model မြင့်ဖြစ်တဲ့အတွက်နှစ်ချက်နေပွင့်တယ်ကျွန်တော်လည်းအားလုံးဝမိုက်ပါတယ် panoramic sunroof နဲ့လူထွက်လို့ရတယ်တချို့ကတော့ဒါမျိုးပါမကြိုက်တယ်တချို့ကတော့မကြိုက်ဘူးဒါလေးတော့ရှိရပါတော့ဒီကောင်ကတော့ great ပြည့်ရဲ့အတွက်ကျွန်တော် P250 HSC ဖြစ်တဲ့အတွက်အကုန်ပါတယ်သူရဲ့ပါတင်တဲ့လောက်ဟာအကုန်လုံးပါပါတယ်ဈေးနှုန်းလည်းမြင့်ပါတယ်ဒီကားရဲ့တန်ဖိုးကလည်းတန်ဖိုးအဖြစ်လည်းမြင့်တယ်ကဲပြီးသွားရင်ဗာလေးရှိအောင်လဲဆိုရင်ကျွန်တော်seat memory ရှိမယ် seat memory က driver ဘက်လည်းပါတယ် passenger ဘက်လည်းပါပါတယ် memory ကကျွန်တော်ဒီမှာ3ခုပေါ့နော်3ယောက်ရှိမယ် lock ဖွင့်ပိတ်ရှိမယ် manager ရှိမယ် chain lock ပိတ်တာရှိမယ်ဒါလေးရှိမယ်ကြိုက်တာကတော့ကျွန်တော်ကဒီကားမှာဆို CR နဲ့ကြိုက် CR တိုင်းမှာဒီလိုအဲ့လိုမျိုးလေးတခြားကားတွေနဲ့မတူတဲ့ design လေးပေါ့ဗျာအဲ့လိုလေးမိုက်ပါတယ်ကဲပြီးသွားရင်ဗာလေးကြည့်ရအောင်အတွင်းကနောက်တွင်းကလေးလိုက်ပြပြီမယ်နောက်တွင်းကလည်းသူကဘာမိုက်သွားလဲဆိုရင်သူက P250 ကိုမှ HSC ဖြစ်တဲ့အတွက်ကျွန်တော်တို့ဟို aircon ဘိုင်းပေါ့အဓိကတော့ aircon က digital aircon ဖြစ်သွားတယ်ကျွန်တော်အနောက်က digital aircon နဲ့လာတယ်ဒါဆိုကျွန်တော်ပိတ်တာဖွင့်လာပြီပေါ့ဗျာဒါဆိုစီးဥစ္စာတွေအဲ့ဒါတွေပါသွားမယ်ပြီးသွားရင်ခုံကမော်တာနဲ့လာမယ်ဒီမှာကျွန်တော်မော်တာပါတယ်မော်တာပါတော့ဒီအနောက်ကဒီမှာလှန်လို့ရမယ်ဒါနောက်ဆုံးအရှိတိုးမယ်ဆိုတော့ဒီမှာတိုးလို့ရတယ်ဒါဆိုအရှိတိုးနေဒီထိပေါ့နော်သူအရင်တော့အများကြီးတော့မပါဘူးပေါ့နည်းနည်းအနည်းချင်းပေါ့ adjust လုပ်လို့ရပါဘူးဒါဆိုအခုဒါလန့်တာဒီထိကတော့ကိတ်ဆုံးပဲအားလေးပါမယ်ဒါတော့ကတ်ဖိုတာကျွန်တော်တို့ဒါလေးနှစ်ခုပါမယ်ရေခွက်လေးနှစ်ခွက်ထားလို့ရတယ်ပေါ့ဗျာဒါလေးရှိပါမယ်နောက်တဲ့ထွေတူပါရှိအောင်လဲဆိုရင်နောက်တဲ့ထွေတူကတော့နောက်ခန်းလေးလိုက်ပြပေးမယ်နောက်ဖုံးထဲပေါ့နော်နောက်ဖင်ကတော့ဒီကားကဘယ်လိုပြောရမလဲကျွန်တော်တို့ coupe ပုံစံပေါက်တယ်တကယ်တမ်းကတော့ coupe တော့မဟုတ်ဘူးကျွန်တော်တို့ Range Rover Velar P250 HSC ပါဒီမှာလည်းစပါပါတယ်ဒီကောင်းရဲ့ P250 HSC ဖြစ်တဲ့အတွက်ဟိုလုံးဝ grade အားဖြင့်တော့ grade ပြည့်ရလို့ပြောလို့ရတယ်ပေါ့ဗျာ
ဒီကောင်က S ရှိတယ် SC ရှိတာကိုသူ့ရဲ့ basic grade က S ကိုပြီးသွားတယ်သူထက်မြင့်တာဆို SC ပြီးသွား HSC အဲ့လိုမျိုးလေးပေါ့ပြီးသွားရင်ကျွန်တော်တို့ A ဇောအနေနဲ့ကတော့2ပေါက်လာပါမယ် A ဇော2ပေါက်နဲ့ပါအဝန်းဆိုလဲမော်တာနဲ့ပဲနောက်ကာကို space လေးအရန်ကျဲတယ် luggage အနေနဲ့ကျွန်တော်တို့ luggage အကြီးနှလုံးထားလို့ရတယ်ဒီမှာဆိုရင်ပြီးသွားရင်ဒီမှာအသေးလေးတော့ဆန့်မယ်ပေါ့နော်အဲ့လိုလေးရှိပါမယ်ဒါကတော့ကျွန်တော်ခုံခောက်တာပေါ့ဒီကနေပဲခုံလန်းခောက်လို့ရမယ်အဲ့လေးပါမယ် speaker ဆိုရင်လည်းကျွန်တော်ဒီမှာလေးပါတယ် sound system က Meridian သုံးထားတဲ့အတွက်တော်တော်လေးမိုက်တယ် quality လည်းပြည့်တယ်ဟို speaker အနေနဲ့လည်းပြောစရာမလို range over တွေမှာပဲတွေ့ရတာများတယ် Meridian sound system ကတော့လေပြီးညဘက်ဆိုရင်လည်းဒီကျွန်တော်တို့ဒီ day light လေး day light ကိုကျွန်တော်တို့ဟို break ကလည်း break မီလေးကလည်းတော်တော်လေးလာတယ်ဘာလို့တော့ဒီဇိုင်းပိုင်းကဗျာကြည့်လိုက်ဟိုတခြားကားတွေနဲ့လုံးဝမတူတဲ့ဒီဇိုင်းမျိုးမှာထုတ်ထားတယ် spoiler လေးကတော့အသေးလေးပေါ့ original ပါတဲ့ဟာလေးရှိမယ်နံပါတ်အားဖြင့်တော့ကျွန်တော်တို့ဟိုကျူတန်းပါကဲပြီးသွားရင်ဒီကောင်ရဲ့ engine ကန်းလေးပြပေး2.0 ဆိုတော့ဒီကောင်ရဲ့ engine ကဘယ်လိုလဲဆိုတော့သိကြမှာပဲလေအဲ့တော့ဒီကောင်ရဲ့ engine ကန်းလေးလည်းပြပေးပါမယ်ဒီကောင်က 2.0 ပါ 2.0 turbo နဲ့ပါကျွန်တော်တို့ P300 ဆိုရင်တော့ဟို 2.0 တက်မြင့်သွားတယ် 2.0 ပဲတူတူပဲသို့တော့ horsepower ပို့ပြီးတော့ထွက်သွားတယ်ကျွန်တော်တို့ horsepower အနေနဲ့သူက290ကျော်လောက်ထွက်တယ်ဒီကောင်ကကျွန်တော်တို့ဒီ engine ကတော့ကျွန်တော်တို့ horsepower 250လောက်ပဲထွက်ပါတယ်ကျွန်တော်တို့ပြီးတော့ performance ဘိုင်းကလည်းသူကလည်းသူတို့ quality ကတော့အပြည့်ပဲသူထက်မြင့်လာတာတော့တကယ်တမ်းတော့ P400 လောက်ထိထွက်တယ်ဗျာ P380 လည်းထွက်တယ်သူက 3.0 နဲ့လည်းလာတယ် 3.0 နဲ့ကြာရင် horsepower 300ကျော်လောက်ထိထွက်သွားပြီ horsepower လည်းကျန်းသွားတယ်ဟိုမောင်းရတဲ့ feeling နဲ့တကယ်မိုက်သွားတယ်အကောင်တွေကတော့ပို့ပြီးတော့မိုက်တာပေါ့နော်လက်ရှိကောင်ကတော့ကျွန်တော်တို့ P250 HSC လေးပါဒါလေးကိုစိတ်ဝင်စားလို့ကျွန်တော်တို့ live ဝယ်ယူနေဆိုရင်ကျွန်တော်တို့မောင်တန်းတဲ့ရှိုးမှာ live ဝယ်လို့ရတယ်ဈေးနှုန်းလေးသိကျင်နေဆိုရင်လည်းကျွန်တော်တို့ဖုန်းဆက်ပြီးတော့မေးပေးပါကျွန်တော်အတိအကျတော့မပြောပေးဘူးကျွန်တော်ဝင်းကြီးပဲပြောပြသွားမယ်ရှိုးမှာလာကြည့်ပေးပါကျွန်တော်ဈေးနှုန်းအတိအကျလေးပြောပေးပါမယ်ကားလေးလည်းသေးသေးပြပေးပါမယ်ဒေါက်တာစိတ်ဝင်စားတာကြည့်ရင်သိကျင်တာလေးရှိနေမေးကြည့်ပေးပါဒီကားကိုဒီဈေးတန်းပေးရတာတန်ရလားဆိုတာလဲ comment မှာဝင်ရေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်